အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရွာဘုံကတိပွဲတော့အောင်မြင်စွာနဲ့ကျင်းပနိုင်ပြီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့အိုးကြီးတွေတဲကြီးတွေပကံတွေဆေးတဲ့နေ့လေးအခမ်းအနားဖွင့်လေးပါတော့မှဖြစ်ပါတယ်ကဲကျွန်တော်တို့အားလုံးပါစေရအောင်ဒါလည်းโอเคแล้วนี่ดิลำเบอตัวปื้นมาเตะด่าဒါလည်းအန်ဟာပါလဲနဲ့အိုးကြီးတော့ကျွန်တော်တို့ကလက်ရှိတော့ဒီအိုးကြီးတွေဆေးနေရတော့เนาะပါရโอ้ยเรียบมันเกี่ยวแล้วผมเนาะเรียบปะลูดปังดูปังเงาขะโดปะกะเสนั่นซะน่ะโดคิดดิโอ้ยใส่ตามานั่นแหละเอาไว้สิเรียกเตะแล้วเลยเรียกเตะมันก็แหละตัวต่อท่าสิဒါလူငါဆိုဒုတိယလူကျွန်တော်ကတန့်ရှိရေးအဖွဲ့ပေါ့နော်ကျွန်တော်ဒီတရားတော့အကြောင်းကမသိရောက်တိချပြရည်မှာအကြောင်းကမသိဒါအကြောင်းကမသိဟဲ့ပြုတ်ရတယ်လေကျွန်တော်တို့ကတန့်ရှိရေးအဖွဲ့ဆိုတော့ဒီဘာမှမလုပ်သေးဘူးဒီလိုစပြရည်ပဲလိုက်စောနေတဲ့လူဒီဖေးရာမှာကျွန်တော်တို့တန့်ရှိရေးပေးနေတဲ့အရာအလုံးကိုကျွန်တော်တို့တန့်ရှိရေးပေးနေတဲ့စိတ်တွေကိုလည်းကျွန်တော်တို့တန့်ရှင်းပေးပါတယ်ခင်မာတော့ဖုန်းလို့ကျမလေးထီလဲနော်ဒီအိုးတွေတော်ကြီးတော့လက်တန်ရှည်အတူတွေတူဆိုဆေးလို့ရမှာမဟုတ်ကျွန်တော်စဖို့မှုလေးလှုပ်တော့ဗောနော်အိုးလေးပြန်ဆေးနေရတယ်ဟိုညာလက်တီပွင့်နေတာလူလေးငါရောက်လောက်ဆန်နေတဲ့အိုးအိုးလေဟိုဘုံအိုးရက်ကဆက်တယ်လေအဲ့ဒါဒီနေ့ပြန်ဆေးရတော့ဗောနော်ဒါဆေးပြီးကျွန်တော်တို့ပင်လျာပွဲသွားရဗောနော်ပင်လျာပွဲလာပွဲကိုသွားရอุ้ยမင်းကြောက်အောင်မရမလားဒီရောတယ်မင်းကြောက်ခီးပါမလားဒါကျွန်တော်တို့ဒီလိုဆေးလိုက်တော့ကျွန်တော်ဟိုအရင်တော့ကတင်ခဲ့တဲ့ကွန်ဖူးကျောင်းမှာဟိုလေတန်းကြီးကတင်ခဲ့ဦးတဲ့တစ်ချိန်တည်းရတယ်နော်ဟုတ်လားမစပြလာဟမ်ဟုတ်တယ်ပြောလိုက်လေတာယူဟိုတုန်းကလည်းကျွန်တော်လွန်ခဲ့တဲ့လေးသုံးဘဝတုန်းကကျွန်တော်ကွန်ဖူးကျောင်းမှာကွန်ဖူးကြီးကတင်တော့ရှောင်းလင်းကျောင်းမှာလေအဲ့ဒါဟုတ်တော့ဟုတ်တယ်လေတိုက်တာတဲ့ဒါငငယ်တော့ဆော့ထားတဲ့ဟာကျွန်တော်ငယ်တော့ကဘာတော့ရွှွနဲ့လှုပ်တော့အိုးတဲ့ပုံစံလေးတွေပြီးတော့ဆေးရောက်တဲ့ပုံစံအခုကြီးလာတော့လေအဲကျွန်တော်တို့ရဲ့အိမ်မက်နဲ့တထားထဲကျသွားတာပေါ့နော်ဒါရပြီရလောက်ရှင်တယ်တိုက်လာနော်ဟုတ်တယ်ငရေသူပြောနေတဲ့ငရေအိုးမှာမြင်ဖူးကြရတော့ပြမယ်တရက်နေအိုးတန်းတော့မင်းကမင်းလေး3မိနစ်3မိနစ်လိုက်တဲ့5မိနစ်လိုက်5မိနစ်6မိနစ်လိုက်ရပါပြီဒါတန့်ရှင်းလို့ပြီးတော့အော်ဒီလိုကြံနေတယ်ဒါငရေတယ်ဦးဟုတ်တယ်ကောင်လားဒီစပြပြန်တောင်းလို့ရတောင်းလိုက်အဲ့ဘာထောတမန်လေးပါလားထောဖိုလီကိုလာခဏလောက်ကူឡើងရဖုန်းမနေဘူးโอเคရရဒီလိုကြံနေတယ်မလားအဲ့နော်တူးတက်ဟိုအိုးနေရောဒီပါပြီလားပွဲအလုံးစုပေါင်းအလူပေါ့နော်တရွာလုံးပေါ့နော်ကျွန်တော်အိုးပွဲမှာပုံကတိပွဲကသူကနှစ်စင်နှစ်စင်နဲ့ပွဲရှိတာပေါ့နော်ကျွန်တော်တရွာလုံးပဲလောက်ကြတယ်မဟုတ်တူတရားလည်းလောက်တာတော့မရှိဘူးအောက်ကနေမရှိဘူးရွာတိုင်းကျွန်တော်တို့နှစ်စင်ပွဲလည်းပဲလောက်ကြတာပေါ့တူတရားပွဲကမရှိဘူးသူကစုံသွဲပွဲပဲရှိတယ်မင်္ဂလာပွဲအဲ့ဒါကျွန်တော်ဆောင်တော့ပွဲတဲ့ခါတလေကျနေရောက်ဟုတ်တယ်တကယ်လည်းနေရောက်ပွဲ
ဟုတ်ကဲ့ပါကျေးဇူးပါဒီနေ့ကတော့ကျွန်တော်တို့ပြီးတော့မှဖြစ်ပါတယ်ခဏနေပွေးသွားရမှာဆိုတော့ဒီလောက်ပဲဆုံးသတ်လိုက်တော့ပဲလေနော်ပိုင်း ရဲလူလူပါကွန်းအားတပူကွန်းလာလေးမ ဒီမှာရောင်းမကျွန်တော်တို့တရွာလုံးရဲ့ရောင်းမပေါ့နော်ရောင်းမပါရောက်ခမမဟုတ်ပါဘူးရောင်းမတော်ကြရောင်းမတော်ရင်ဒီရောင်းမကိုတော်လို့ရတယ်နော်ဒီမှာကြီးရဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ပကံစေးချင်းကိုခွင့်စေးချင်းအခုပြီးဆုံးတယ်မဲ့အခမ်းအနားဒီလောက်ခဏနေပြီးဆုံးတော့မှာဖြစ်ပါလေဟုတ်ကဲ့ပါပြီးသွားပါပြီကျွန်တော်တို့ပကံစေးချင်းအခမ်းအနားမှာပြီးဆုံးသွားတဲ့အကြောင်းကြေညာအပ်ပါဒီတာကြီးတို့ဘိုင်းတော့ ဟေးဘိုင်ဘိုင် bye bye